အလုံးပိုင်းမင်္ဂလာပါလို့ကြော်ဆိုလိုက်ပါတယ်ဗျာဒီတစ်ခါတော့ဒီမာတာဗီယူပေါ့နော်မာတာဗီယူကိုခရီးရယူအသုံးပြုံးနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမာတာဗီယူကအခုခိုက်စားနေရပေါ့နော်နောက်ပြီးတော့ဒီအကကလည်းခိုင်မာမှုရှိရပေါ့နော်အဲ့တော့မာတာဗီယူကိုခရီးဘယ်လိုရယူမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ပုံကိုဖိုင်ပေါ့နော်ဒီကိုယ့်ရဲ့ပုံကိုဖိုင်နေရလဲပေါ့နော်ကိုယ့်ရဲ့ပုံကိုဖိုင်နေရလဲပေါ့ဒီပုံကိုဖိုင်နေရလဲပေါ့နော်ဒီဘီယိုဖိုင်နေရလဲကိုနိုင်ပြီးတော့ဝယ်လိုက်မယ်ဒီဘီယိုဖိုင်နေရလဲကိုနိုင်ပြီးတော့ဝယ်လိုက်ရဒီနေရာကိုရောက်လာမှာပေါ့နော်ဒီနေရာကိုရောက်လာရင်အောက်ကိုအနေငယ်ဆွေးချလိုက်ပေါ့နော်အောက်ကိုအနေငယ်ဆွေးချလိုက်လို့အနေငယ်ဆွေးချလိုက်ပေါ့နော်အောက်ကိုအနေငယ်ဆွေးချလိုက်လို့ရှိရင်ဒီမှာဒီစတဲ့ဟေးဆိုတဲ့နေရာပေါ့နော် sorry hey spot ဆိုတဲ့နေရာပေါ့နော်ဒီ hey spot ဆိုတဲ့နေရာလေးကိုနိုင်လိုက်ပါဒီ hey spot ဆိုတဲ့နေရာလေးပေါ့နော်အဲ hey spot ဆိုတဲ့နေရာလေးကိုနိုင်လိုက်တာနဲ့ဒီနေရာကိုရောက်သွားလိမ့်မယ်ဒီနေရာကိုရောက်သွားတာနဲ့ဒီမှာဆိုလို့ရှိရင်ဒီ hey spot အမှာပေါ့နော်ဒီ hey spot အမှာဒီ hey contact ပေါ့နော်ဒီ hey contact ဆိုတဲ့နေရာလေးကိုနိုင်ပေးလိုက်ပေါ့နော် hey contact ဆိုတဲ့နေရာလေးကိုနိုင်ပေးလိုက်တာနဲ့ဒီနေရာကိုရောက်သွားလိမ့်မယ်ပေါ့နော်ဒီနေရာကိုရောက်သွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီစာလုံးတစ်လုံးရေးပေးရမှာပေါ့နော် REGUEST a blue publication ဆိုတဲ့စာလုံးပေါ့နော်ဒီစာလုံးကိုရေးပြီးတော့ဝယ်လိုက်ပါဒီစာလုံးလေးပေါ့နော်ဒီစာလုံးလေးကိုရေးပြီးတော့ဝယ်လိုက်ပါဒီစာလုံးလေးကိုရေးပြီးတော့ဝယ်လိုက်တာနဲ့အခုလိုတွေ့ရမှာပေါ့နော်အခုလိုတွေ့ရတာနဲ့ဒီမှာဆိုလို့ရှိရင်ဒီပထမဆုံးစာတန်းပေါ့နော်ဒီမှာဆိုလို့ရှိရင် quite a bali pi background and principle ဆိုတဲ့စာတန်းလေးပေါ့နော်အဲ့ဒီစာတန်းလေးကိုနှိုက်ပေးလိုက်မယ်အဲ့ဒီစာတန်းလေးကိုနှိုက်ပေးလိုက်တာနဲ့ဒီစာမျက်နှာကိုရောက်သွားနိုင်မယ်ဒီစာမျက်နှာကိုရောက်သွားတာနဲ့အခုဆွေးချလိုက်ပေါ့နော်အခုဆွေးချလိုက်ရတဲ့သူဒီမှာဖောင်လေးတစ်ပေါင်ပြရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ pay and that ဖောင်ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီဖောင်လေးတစ်ပေါင်ပြလိုက်မယ်ဒီဖောင်လေးပေါ့နော်အဲ့ဒီဖောင်လေးကိုနှိုက်ပေးလိုက်မယ်ဖောင်တဲ့ဖို့အတွက်ပေါ့နော်ဒါကတော့ဖရီးသုံးရှင်တာဖြစ်တဲ့အတွက်ပေါ့နော်ဖောင်လေးတစ်ပေါင်တန်းပေးလိုက်တာနဲ့ဒီမှာအပလိုဖိုင်ကိုလောက်မှာလားဒါမှမဟုတ်လို့ရှိရင်လည်းပဲဒီပေကိုလောက်မလားဆိုပြီးတော့သူမေးတယ်ပေါ့နော်ကိုကအပူဖိုင်ကိုလောက်ရှင်နေဆိုလို့ရှိရင်အပူဖိုင်ကိုလောက်လို့ရတယ်ပေကိုလောက်ရှင်နေဆိုလို့ရှိရင်ပေကိုလောက်လို့ရတယ်ဒါတော့ဒီမှာအဆန်းဆန်းမြတ်မှာဖြစ်တဲ့အတွက်ဒီပူဖိုင်ကိုရွေးလိုက်မယ်ပေါ့နော်အပူဖိုင်ရွေးလိုက်တာနဲ့ဒီမှာဆိုလို့ရှိရင်သူဒီပူဖိုင်ရဲ့လက်ကိုတောင်းတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပူဖိုင်ရဲ့လက်ကိုသူတောင်းတယ်ဒီမှာဆိုလို့ရှိရင်သူပူဖိုင်ရဲ့လက်ကိုတောင်းတာဖြစ်တဲ့အတွက်ပူဖိုင်ရဲ့လက်ကိုဒီမှာထိပ်ပေးလိုက်ပေါ့နော်အဲ့ဒီမှာထိပ်ပေးလိုက်ပေါ့နော်အဲ့မှာထိပ်ပေးလိုက်လို့ပြီးလို့ရှိရင်ဒီဒုတိယစာမျက်နှာပေါ့နော်ဒုတိယစာမျက်နှာဆိုလို့ရှိရင်လည်းပဲဒီမှာဆိုလို့ရှိရင်သူဒီဘောက်လေးနဲ့ပေါ့နော်ဒီမှာအတိုင်းပဲ license ဆိုတဲ့နေရာပေါ့နော်အဲ့ဒီမှာနှိုက်လိုက်တာနဲ့ဒီမှာဆိုလို့ရှိရင်ဒီတိုင်းပဲ license ရှိတယ် passport ရှိတယ် nationality ရှိရပေါ့နော်အဲ့တော့ခုကကိုယ်တိုင်နဲ့တက်ဆိုင်တာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်ကိုမှဒီတိုင်းပဲ license ရှိတာလား passport ရှိတာလားဒီမှတ်ပုံတွေရှိတာလားပေါ့နော်မှတ်ပုံတွေရှိရလဲမှတ်ပုံတွေရွေးပေးလိုက်မယ်ပေါ့နော်မှတ်ပုံတွေရွေးပေးလိုက်တာနဲ့ဒီမှတ်ပုံတွေကိုဓာတ်ပုံရိုက်ပြီးတော့ဒီမှာဒီရှုဖိုင်ဆိုတဲ့နေရာမှာတန်ပေးလိုက်ပေါ့နော်ရှင်းတဲ့နောက်ကိုဓာတ်ပုံရိုက်ပေးတယ်ပေါ့နော်အင်္ဂလိပ်လိုရေးထားတာဘာသာပြန်ထားတာဆိုလို့ရှိရင်တော့ပိုအဆင်ပြေတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာ category ရေးခိုင်းတာပေါ့နော် category ရေးခိုင်းတာမှာကိုကဒီ digital creator နဲ့တက်ဆိုင်တယ်ကိုရီးယား blogger နဲ့တက်ဆိုင်တယ်ပေါ့နော်တဲ့ဆိုလို့ရှိရင်လည်းတဲ့ပေါ့နော်ကိုရီးယားဒီ digital blogger နဲ့တက်ဆိုင်တဲ့ဒီတန်းလေးကိုပဲကိုကရွေးပေးလိုက်မယ်ဒီမှာတော့ကိုကတော့ပုံစံပြတာပေါ့နော်ဒီမှာရွေးပေးလိုက်မယ်နောက်ပြီးလို့ရှိရင်ဒီမှာ country region ကိုရွေးခိုင်းတယ်ကတိရေးချင်းကိုရွေးခိုင်းတာဖြစ်တဲ့အတွက်ဒီကကိုကဘယ်နိုင်ငံကိုရောက်နေတယ်လဲပေါ့နော်ဥပမာဆိုလို့ရှိရင်ဂျပန်ကိုရောက်နေတယ်ဆိုလို့ရှိရင် JAPAN ဂျပန်ကိုရေးပေးလိုက်ပေါ့နော်ဒီမှာရတယ်သူဆိုကအိမ်မှာရေးပေးလိုက်ရတယ်အဲ့လိုရေးပေးလိုက်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လက်5ခုထည့်ခိုင်းတာပေါ့နော်သူလက်5ခုထည့်ခိုင်းတယ်ဒီမှာပေါ့နော်ဒီဘောက်ထဲမှာလက်5ခုထည့်ခိုင်းတယ်အဲ့ဒီဘောက်ထဲမှာကိုရဲ့ပို့လူအကြည့်အများဆုံးပို့ရဲ့လက်5ခုကိုထည့်ပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေဒီ Facebook page လက် TikTok page လက် YouTube page လက်တွေကိုလည်းပဲထည့်ပေးလို့ရတယ်ပေါ့နော်ဒါမဲ့သူဒီမှာတော့သူတက်ဆိုင်တဲ့ဥစ္စာဆိုလို့ရှိရင်ဒီ page လက်တွေပြီးတော့ file လက်တွေကိုထည့်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါပိုကောင်းတယ်ဆိုပြီးပြောထားတယ်နောက်ပြီးလို့ရှိရင်ဒီအကစာတန်းလေးပေါ့နော်ဒီအကစာတန်းလေးဆက်ဆိုတဲ့နေရာလေးကိုနှိုက်ပေးလိုက်ပေါ့နော်ဒီဆက်ဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုနှိုက်ပေးလိုက်လို့ရှိရင်ရပြီဒါကတော့ဒီမသိသေးတဲ့ကျွန်တော်ရဲ့ mic ဆက်အတွက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီဖရီးသုံးတဲ့ဒီမာတာဖြူကသူတို့စိုက်ဆေးပြီးတော့ဒီသူတို့ရဲ့ section နဲ့ကိုက်ညီတယ်နောက်ပြီးတော့ copy ယူထားလည်းပဲမရှိဘူး copy တင်ထားလည်းပဲမရှိဘူးကိုပိုင် original တွေနဲ့တင်ထားတာဆိုလို့ရှိရင်သူတို့ဒီ AI က site video က view လောက်ပြီးတော့ကိုယ်တွေကိုလာပြီးတော့ပေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ file ကအရှိမပြခဲ့တယ်လို့
အမှတ်ရှင်နဲ့ဖြစ်သွားမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ view လောက်ပြီးသွားပြီဖြစ်တဲ့အတွက်ခိုင်ခိုင်မာမာနဲ့ကိုယ့်ရဲ့ကောက်ကိုအသုံးပြုလို့ရပြီဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်အားလုံးနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ